အကျဉ်းပတ်စကားလုံးတွေနာကျင်စေတဲ့စကားလုံးတွေကနေမဟုတ်ပဲအလွန်ကြာမြင့်တဲ့မျောလင်းချက်ကနေတဆင့်လဲထိခိုက်မှုတချို့ရှိတတ်ပါတယ်။အဲ့ဒီထိခိုက်မှုက message ကိုမပြန်လာတော့တဲ့အခါနာမည်ကိုမခေါ်တော့တဲ့အခါကိုရှိနေမှုကိုမရှာဖွေတော့တဲ့အခါမှာပေါ်လာတတ်ပါတယ်။တင်ကိုတိတိကျကျညှင်းပယ်တာမဟုတ်ပေမဲ့ဖြည်းဖြည်းချင်းလူတွေရဲ့အာရုံထဲကနေပျောက်ကွယ်သွားပါတယ်။နဲ့တင်းတဲ့နှလုံးသားထဲမှာတိတိလေးမင်းပြနေတဲ့အပိတ်ဆန်တစ်ခုရှိနေပါတယ်။ကျွန်တော်ကျမကအရွေးကြီးသေးလား။ကျွန်တော်ကမရှိနေခြင်းကိုတံပိုးထားတယ်။ကျွန်တော်ကျမမရှိတော့ရင်တကယ်တမ်းပဲပျောက်ဆုံးတော့လေလို့ခံစားမဲ့လူရှိမလား။မိမိကိုခံရတာကညှင်းပယ်ခံရတာထက်ပိုပြီးနာကျင်စေတယ်။ညှင်းပယ်ခံရတာကလူတွေကကိုကိုနင်းပြီးမှညှင်းပယ်တာပါ။မိကိုခံရတာကကိုကိုမနေဖို့တောင်အရင်မကြည့်တော့ဘူးလို့ခံစားရတာပါ။ညီမရဲ့ဒီလိုခံစားမှုတွေကမင်းအားနည်းလို့မဟုတ်ဘူး။ဒါဟာမင်းကလူသားတစ်ယောက်ဖြစ်လို့ပဲမြင်းမြန်းတာတာအတိအမတ်ပြုခံရဖို့ချစ်ခင်ခံရဖို့လိုအပ်ချက်ရှိလို့ပဲဖြစ်လာတာပါမင်းအာယုံဆိုင်စေခြင်းတဲ့အလုံးသားမှာတခုတော့မှမားတာမရှိဘူးတခါလေမင်းမပူပူပြင်းပြင်းနှလုံးသားချီလို့နေရာပေးတတ်လို့အာယုံဆိုင်တတ်လို့အားပေးတတ်လို့ပဲဖြစ်တတ်တယ်ဒါကြောင့်အဲ့ဒီနေရာတွေပြန်မရရင်မင်းရဲ့နှလုံးသားကအလွတ်နေရာမှာတယောက်တည်းကနေသလိုခံစားရတတ်တယ်ဒါပေမဲ့ဒီအကြောင်းကိုတိတိလေးနားထောင်ပါဘုရားသခင်ကမင်းကိုဘယ်တော့မှမမေးပါဘူးရက်ရှည်ဟာ49ပုံ16မှာဖျားသခင်ကကြည်ပါမင်းကငိုင်းလက်ဖွားပေါ်မှာပန်းချထားတယ်လို့ဆိုပါတယ်စဉ်းစားကြည့်ပါမင်းနာမည်နဲ့မင်းဘဝကိုပျောက်နိုင်တဲ့စာအုပ်ထဲမှာမရေးထားဘူးဖျားသခင်ရဲ့လက်ပေါ်မှာတသက်တာထင်းရှားအောင်ပန်းချထားတာပါဖျားသခင်ကမင်းကိုကူညီဖို့မြောက်တင်ဖို့ဥတာဖို့နဲ့အားဖြည့်ဖို့လက်လန်းချိန်တိုင်းမှာမင်းနာမည်နဲ့မင်းတည်ရှိမှုကအဲ့ဒီမှာရှိနေတယ်။မင်းကဖျားသခင်ဘဝထဲမှာအနာကလေးမှရေးထားတဲ့မှတ်တမ်းသေးသေးလေးမဟုတ်ဘူး။အစားမင်းကသူ့ရဲ့နှလုံးသားနာမှာနီးစပ်စွာကင်ထားတဲ့အစိပ်ပိုင်းသူ့ရဲ့အတိအမှတ်ပြုမှုနဲ့သူ့ဆောင်ရှောက်မှုကိုရရှိထားသူပါ။လူတွေကမေ့နိုင်တယ်။မင်းရဲ့တုံ့ပြန်ခြင်းကလည်းမေ့နိုင်တယ်။အချိန်ကနီးစပ်တဲ့သူကရုပ်ကမှဝေးဝါသွားနိုင်တယ်။အချိန်လုံးကမင်းဟာလူတွေကကြားစကားဖို့နေရတခုဖြစ်ခဲ့ဘူးနိုင်တယ်။ဒါပေမဲ့မင်းကအာနီးနေချိန်မှာတော့မင်းအချင်းတွေကိုမင်းညံ့တဲ့တူမရှိဘူး။ဒီချိန်လုံးကမင်းဟာလူအများအတော်ထောက်ထားပြီးခဲ့ဘူးနိုင်ပြီမြဲမင်းပြင်ပန်းလာတဲ့အခါမှာတော့မင်းကိုထောက်ထားပေးတဲ့သူမရှိဘူးလို့ခံစားရတတ်တယ်။ညီမရဲ့ဖျားသခင်ကမင်းကြောင့်ဘယ်တော့မှမေ့သွားဘူး။သူကမင်းရဲ့မူကျွေးပုံကိုမေ့ပါဘူး။မင်းတယောက်တည်းတေးတေးလေးဆွတောင်းခဲ့တဲ့ဆွတောင်းတိုက်ကိုလည်းသူမေ့သွားဘူးလူတွေမမြင်ဘူးတဲ့မင်းလွတ်ခဲ့တဲ့ကောင်းမှုတိုင်းကိုပါသူမေ့သွားဘူးတောင်မင်းကိုမမြင်ရဘူးလို့မင်းခံစားနေချိန်မှာတောင်ဖယားသခင်ကမင်းကိုမြင်နေတော့မယ်မင်းကိုအမိမဖော်ဘူးလို့မင်းခံစားနေချိန်မှာတောင်ဖြေတန်းသခင်ကမင်းနဲ့ပဲနဲ့ခေါ်နေတော့ပဲတခါတလေမှာကျွန်တော်တို့ကိုမေ့လျော့ခံရတယ်လို့ခံစားရတာဟာကျွန်တော်တို့မအေးကြီးလို့မဟုတ်ဘူးပတ်ဝန်းကျင်ကလူတွေသူတို့ရဲ့ဒဏ်ရာနဲ့တိုက်ခိုက်မှုတွေကြောင့်တရားအလို့များနေကြလို့ပါပဲတချို့ကကြောက်လို့ဝေးသွားကြတယ်တချို့ကမရင်ကျက်လို့ဝေးသွားကြတယ်တချို့ဟာသူတို့ဘဝမှာဆူညံတာဖြစ်တဲ့နေကြလို့ဝေးသွားကြရဲ့ဒါပေမဲ့ညီကိုရေကခြားလူတွေမေးသွားတာကြောင့်မင်းဘဝတန်ဖို့မလျော့သွားဘူးဘုရားသခင်ကမင်းကိုချစ်တာကတခြားလူတွေမင်းကိုတရိယာလို့မဟုတ်ဘူးဘုရားသခင်ကမင်းကိုချစ်တာကမင်းဟာသူ့ရဲ့ဖန်တီးမှုဖြစ်လို့ပါပဲသူ့ရဲ့ချစ်ချင်းကလာလာသွားမဟုတ်ဘူးသူ့ရဲ့ချစ်ချင်းကအမြဲတမ်းသစ္စာရှိနေတယ်အခုမိနစ်အနေငယ်ယူပြီးအသက်ပြန်လဲရှုထုတ်ပြီးမင်းရဲ့အနှလုံးသားကိုတကယ်တရားဝင်ဖြစ်အောင်ဒီမေခွန်းကိုဖြည့်ကြည့်ပါပထမတစ်ခုကတော့နောက်ဆုံးအချိန်မင်းကိုတကယ်တော့မေ့လျော့ခံရတယ်လို့ခံစားခဲ့တာပဲအချိန်လေမိသားစုမိတ်ဆွေချစ်သူဒါမှမဟုတ်အတိုင်းဝိုင်းကလားအေးအခါရတန်ကိုမင်းရဲ့ကြားနဲ့စအောင်မှာရိတ်ထားပါဒါမှမဟုတ်စအောင်မယူထားရင်မင်းရဲ့နှလုံးထဲမှာတိတ်တိတ်ဆိတ်ဆိတ်စဉ်းစားပြီးတကယ်တမ်းဖြစ်တဲ့အတိုင်းဖြစ်ကြည့်ပါဒုတိယမေကွန်းကတော့အဲ့ဒီခံစားချက်ကမင်းကိုဘလို့ညင်းကြည့်တာကိုတက်ရောက်စေတယ်လေအဲ့ဒီခံစားချက်ကမင်းကိုမအေးကြီးဘူးမတန်ဖိုးရှိဘူးမလိုချင်ဘူးလို့ခံစားစေသလားဒါမှမဟုတ်အခြားတစ်ခုခုခံစားရသလားတတိယတစ်ခုကတော့
ဖះသခင်ကတကယ်တမ်းမေ့လျော့ကြဘူးမဟုတ်ဘူးဆိုတာတကယ်တမ်းမေ့လျော့ဘူးဆိုတာသူကသစ္စာရှိတယ်မင်းကိုချစ်တယ်ဆိုတာပါမင်းရဲ့နှလုံးသားထဲမှာဒီနေ့ဖះသခင်ရဲ့ထိကြမှုကိုအရက်လိုအပ်နေတဲ့အစိတ်ပိုင်းမှာပင်ပါလေအရာကတိတ်ဆိတ်မှုရှာလွားမှုတန်ဖို့မရှိဘူးလို့ခံစားမှုစိတ်ဆိုးမှုစွန့်ပစ်ခံရမလားလို့ကြောက်ရွံ့မှုဒါမှမဟုတ်စိတ်ပြတ်မှုလားမင်းကိုစီးရင်တထားပဲရေးပါရိုးသားမှုကပြန်လဲတတမှုရဲ့အစားဖြစ်တယ်ညီကိုရဲ့မင်းရေးပြီးရင်တတိထားကြည့်ပါရာဂကင်ကမင်းမထိခိုက်မှုရှိလို့မင်းကိုစူညာနာမဟုတ်ဘူးမင်းကိုလို့ဘုရားသခင်ကမင်းကိုရှက်စေဖို့မလိုဘူးဘုရားသခင်ကညံ့ညံ့စွာအားတောင်းတော့ပါလို့မပြောဘူးအမှန်တကယ်တော့ဘုရားသခင်ရဲ့စကားမှာနှလုံးသားပျက်စီးနေပြီတွေကိုဘုရားသခင်နှိစက်နေတယ်လို့ဆိုထားတယ်ဆာလန်34အကြောင်းအရာကဘုရားသခင်ကမင်းတရုတ်တဲ့ခံစားနေချိန်မှာဝေးမနေနဲ့မင်းရဲ့နှလုံးသားပျက်စီးနေချိန်မှာပုံနီးလာတယ်မင်းကငါတန်ဖိုးရှိသေးလားလို့မေးတဲ့အခါမှာပါငါ့ကိုအသုံးချတာပဲလားဆိုတာပါဘုရားသခင်ကတတ်တာဖြေကြားတယ်မင်းကငါအမေမှာတန်ဖိုးကြီးတယ်ငါကမင်းကိုချစ်တယ်ဒီစကားတွေကိုယေရှု43စာတိုက်လေးမှာရေးထားတယ်ထပ်ပြီးစာလ56စာပိုက်9မှာလည်းဘုရားသခင်ကမင်းရဲ့မျက်ရည်သစ္စာစီကိုမှတ်တမ်းတင်ထားတယ်မင်းရဲ့မျက်ရည်တိုင်းကိုသူ့ရဲ့ချွန့်ထဲမှာတင်ထားတယ်လို့ဆိုထားတယ်မတိဝ28စာပိုက်20မှာလည်းသူကနာဒီမင်းနဲ့အမြဲတမ်းအတူရှိမယ်လို့ပြောတယ်စွန့်ပြခံရတဲ့ခံစားချက်တိုင်းအတွက်ငါ့ကိုတီးခံစေပါဘုရားသခင်ကလာရီမင်းကိုဘယ်တော့မှစွန့်ပြမထားဘူးလို့ပြောတယ်ဒါပေါ်ဟီဘရူး73စာပိုက်9မှာရေးထားတယ်။ဘေးရပြေးမှာထိခိုက်နာခြင်းမှုများနဲ့ပြည့်နေတယ်ဆိုရင်တော့ဘုရားသခင်ကတော့ပြန်မဆို့ဘူး။ဘေးရပြေးမှာစိတ်တိုးမှုနဲ့ပြည့်နေတယ်ဆိုရင်တော့ဘုရားသခင်ကညှင်းမယ်မလို့ဘူး။ဘေးရပြေးမှာရှုပ်ထွေးမှုနဲ့ပြည့်နေတဲ့ဆွေးနေတော့ဘုရားသခင်ကမင်းကိုအရှက်မပေးဘူးမမြောက်ချဘူး။ဘုရားသခင်ကမင်းကိုအမြဲတမ်းတစုံတရာအမှန်တရားစီကြံလဲဦးရီစေမှာပါ။မင်းကိုတယောက်တည်းမဟုတ်ဘူးမင်းကိုအမြဲသိထားတယ်ဆိုတာကိုသိစေဖို့ပါအခုမင်းရဲ့လက်ကိုရင်ပေါ်မှာတင်ပြီးနက်နက်ဆိုပြီးဖြစ်ဖြစ်လေးပြောတာဘုရားသခင်ငါရဲ့မေ့လျော့ခံရတဲ့ခံစားချက်ကိုသိရှိမှယူဆောင်လာပါတယ်နားမှာဖုံးပြထားတာမရှိဘူးတို့ပေမဲ့နားကိုတင်းလက်ထဲမှာထားပေးလိုက်တယ်ကျေးဇူးတင်ပါတယ်။ဘာကြောင့်လဲဆိုတော့တင်ဘရောမမေးသွားဘူး။နောက်နာမည်ကတင်လက်ပေါ်မှာထင်ရှားစွာရေးသားထားလို့ပါ။အခုတော့ညီကိုရေယုံကြည်ခြင်းနဲ့အတူယေရှုနာမတော်ဖြင့်ပြောကြစို့။နာကိုတတိယချတယ်။ဒါကိုသိဟာရဲ့။နာပဲရတဲ့ခင်ရဲ့ဂျူးဆိုင်မတဲ့တာဘရောမပြောင်းမသွားဘူး။ဒါကံပူရှိလေ။နာကိုဂရုစိုက်ထားလေ။အဲဒါကြောင့်ငါလူတွေရဲ့ဂရုစိုက်မှုနဲ့မနေတော့ဘူး။လာကြီးအမန်တရားနဲ့ပဲနေတယ်။ညီကိုရေအသက်ရှူပါ။ဖေဖေလည်းထောက်ရှူပါ။ပြီးရင်ဖះသခင်နဲ့တင်းချမှုကမင်းဘဝတွေကအလစ်မယာတွေကိုဖြစ်ဆွတ်စေပါ။လူတွေကမင်းကိုမဲသွားတာဟာမင်းဘဝရဲ့တန်ဖိုးကိုဘယ်တော့မှဖြစ်မသွားနိုင်ဘူးဆိုတာလည်းပြောချင်ပါတယ်။မင်းကအမြဲတန်ဖိုးရှိတယ်။အမြဲချစ်ခင်ခံရတယ်။အမြဲမြင်တွေ့ခံရတယ်။လူတွေရဲ့ကူးဆိုင်မှုလျော့နေလာတဲ့အခါမှာတော့ဖျားပကင်ရဲ့ချစ်ချင်းကအမြဲစီစဉ်မိတယ်။အဲ့ဒီမှာပဲမင်းရဲ့နှလုံးသားကအနားယူနိုင်တယ်။လူတိုင်းပြန်လာလို့မဟုတ်ဘူး။ဒါပေမဲ့ဖျားပကင်ကမင်းနဲ့အတူအမြဲတမ်းရှိနေတဲ့အတွက်ပါ။မင်းကလူတိုင်းရဲ့အမြဲရှိနေဖို့ကိုယ့်ကိုယ်ကိုအတင်းအကျပ်လွတ်ပြီးကိုယ်တန်ဖိုးကိုတတ်သေးပြဖို့မလိုအပ်ဘူး။ဒီနေ့မှာဘုရားသခင်ကိုမင်းရဲ့နှလုံးသားကိုပြန်လဲပျော်ရွှင်အေးချမ်းစေဖို့ပြန်လဲပြည့်စုံစေဖို့ပြန်လဲယုံကြည်စေဖို့ခွင့်ပြုလိုက်ပါမင်းကတည်းကချစ်ချင်းကမှလုံခြုံတယ်အခုတော့ဒီနေ့ရဲ့တရားတော်အတွေ့အခေါ်ကိုပြီးဆုံးဖို့အတွက်အတူတူဆုတောင်းကြပါစို့ထာဝရဘုရားယေရှုခရစ်တော်ငါဆုတောင်းပါတယ်တရားတဲ့လို့ခံစားနေရတယ်မေ့လျော့ခံရတယ်သို့မဟုတ်ရက်လူရှုခံရတယ်လို့ခံစားနေရတဲ့မိန်းကလေးတိုင်းရဲ့အတွက်သူတို့ရဲ့အနာအဆာအကြီးဆုံးနေရာကိုကင်တွယ်ပေးပါတန်ဖိုးရှိမှုခံစားချက်ပြည်လော့တော်နိုင်တာကိုပြန်လဲပြုပြင်ပေးပါမင်းရဲ့ငြိမ်းချမ်းမှုအားအလွတ်နေတဲ့အခန်းထဲကိုပြည့်စုံစေပါဘ
ဖះသခင်ရဲ့လူအာရုံအမြင်လိုက်နာပြီးမနေပဲမင်းရဲ့မပြောင်းလဲတဲ့ချစ်ချင်းကြောင့်အသက်တာကိုဥတီနေတဲ့တောင်တင်ပေးပါနာတို့ကိုလက်ခံတက်စေဖို့လွတ်တင်တက်စေဖို့နှလုံးသားတင်မှသွားခြင်းမရှိပဲနှလုံးသားပိတ်မနေပဲတန်ရှင်းမှုကိုမဆုံးရှုံးပဲတိုးတက်လာနိုင်အောင်ဥတီစေပါယေရှုခရစ်တော်အမည်ဖြင့်မတို့အသက်တာကိုမင်းထက်အနှင်းပါတယ်ညီကိုရဲ့အချိန်ရှိရင်ဒီအကြောင်းအရာကိုပြန်လဲစဉ်းစားဖို့ပြန်နားထောင်ကိုပြန်လာပါဒီနေ့မှမင်းညှော်လင့်ထားတဲ့လူကမင်းကိုမေ့နေတဲ့ဆိုရင်တော့ဒါကဖယားသခင်နောက်ကျနေတယ်ဆိုတာမဟုတ်ပါဘူးဒီခါလေဘုရားသခင်ကလူ့အယုံဆိုင်မှုကနေငါတို့ခွဲထုတ်တတ်တယ်ဒါကငါတို့သူ့အယုံဆိုင်မှုအပေါ်ပြန်လေယုံကြည်တတ်အောင်သင်ကြားဖို့ပါသူကမင်းရဲ့နှလုံးသားကိုသင်ကြားနေတယ်ဘသူကဆက်တွေ့တယ်ဘသူကလစ်လူရှုနေဆိုတာနဲ့မဆုံးဖြတ်ပဲမင်းအတ္တတာကိုကင်ထားတဲ့သူနဲ့ပဲဆုံးဖြတ်တယ်ဆိုတာကိုသင်ကြားနေတယ်မင်းကရိတ်ချေခြင်းမရသူမဟုတ်ဘူးမင်းကဖယားသခင်ရဲ့ချွတ်သူဖြစ်ပြီးဖယားသခင်ကမင်းကိုစောင့်ရှောက်တင်နေတယ်ဘုရားသခင်ကမင်းကိုကောင်းကြီးပေးပါစေအာမင်